အမျိုးသမီးတယောက်ဟာရေပိုက်ထဲကနေရေနီတွေထွက်လာတာကိုရုတ်တရက်တွေ့လိုက်ရပါတယ်။အမှုဆောင်စဖိုမှုကအပြေးလွှားလာစစ်ဆေးကြည့်တဲ့အခါမိဖို့ချောင်းမှာသုံးလို့ရတဲ့ရေတစက်မှမကျန်တော့တာကိုသိလိုက်ရတယ်။ပူဆိုးတာကចောင်းသားတွေတောက်တဲ့ရေကပါအနီရောင်ပြောင်းသွားတာကြောင့်ចောင်းသားတွေအတွက်နေလေစာပြင်ဆင်ပေးဖို့မဖြစ်နိုင်တော့ပါဘူး။စိတ်ပြတ်သွားတဲ့ចောင်းသားတွေကိုကြည့်ပြီးစဖိုမှုကစာတင်ခန်းထဲကိုအပြေးလွှားသွားကနေလေစာကိုအချိန်မီအရသာရှိကျွေးမွေးမယ်လို့ကြေညာလိုက်ပါတယ်။သူမရဲ့လုပ်ဖို့ကင်ဘက်တွေကတော့မယုံနိုင်ကြပါဘူး။ရေမရှိဘဲနဲ့သူမဘလို့များချက်ပြုတ်မှလဲအဲ့ဒီအချိန်မှာစဖိုမှုကနွားတို့တပလင်းကိုထုတ်လိုက်ပါတယ်။သူမဟာရေစားနွားတို့ကိုတုံးပြီးပြင်တစ်ပေါင်မို့အလက်စားတွေကိုဖုတ်ဖို့ဆုံးဖြတ်လိုက်တာပါ။ဒါပေမဲ့ចောင်းသူတယောက်ကနွားတို့နဲ့တမတဲတာကိုသတိရသွားတဲ့အခါအချိန်တွေကရှုပ်ထွေးသွားပါတယ်။ဝန်ထမ်းတွေကတိုင်ပင်ကြပြီးចောင်းသားတယောက်တည်းဖြစ်တာကြောင့်သူမကိုအစားအစာမကျွေးဘဲထားလိုက်ဖို့နဲ့သူမဘက်ကနားလည်ပေးလိမ့်မယ်လို့ယူဆကြပါတယ်။ဒါပေမဲ့စဖိုမှုကညှင်းဆို့လိုက်ပါတယ်။သူမရဲ့စားသုံးသူဘသူကမှအစားအစာမစားရဘဲမနေစေချင်ပါဘူး။နေ့လယ်စာစားဖို့မိနစ်30ပဲလိုတော့တဲ့အချိန်မှာသူမဟာမိဖို့ချောင်းထဲကနေအမြန်ထွက်သွားပြီးသူမရဲ့လက်ထောက်ကိုပဲနို့တစ်ခွက်ယူလာပေးဖို့ပြောလိုက်ပါတယ်။ပဲနို့ကနွားနို့လောက်အရသာမရှိပေမဲ့အဲ့ဒီចောင်းသူတွေအတွက်တော့ဘေးကင်းပါတယ်။နေ့လယ်စာစားဖို့10မိနစ်ပဲလိုတော့တဲ့အချိန်မှာလူတိုင်းနောက်ဆုံးပြင်ဆင်မှုတွေကိုအပြီးတက်နေကြပါပြီ။စဖိုမှုကတော့အဲ့ဒီចောင်းသူတွေအတွက်အထူးဟင်းရာကိုအစင်တိုင်းဂရုတစိုက်နဲ့အာယုံစိုက်ပြင်ဆင်နေပါတယ်။စာတင်ခန်းထဲမှာကလေးတွေကနေ့လယ်စာယူဖို့ပျော်ပျော်ရွှင်ရွှင်တန်းစီနေကြပေမဲ့နွားနို့နဲ့တမတဲတဲ့ចောင်းသူတွေကတော့ဘယ်ဘန်းကမှသူမအတွက်မလုံခြုံမှန်းသိတာကြောင့်ဘေးမှာအကူအညီမဲ့စွာရပ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစဖိုမှုကစင်ကြံလန်းအတိုင်းပြေးဝင်လာပြီးသူမအတွက်အထူးပြင်ဆင်ထားတဲ့ပကံကိုတည်လာပေးပါတယ်။အဲ့ဒါကတခြားသူတွေရဲ့အစားအစာနဲ့အတူတူပါပဲ။တခုတည်းသောကွာခြားချက်ကတော့နွားနို့အစားပဲနို့နဲ့စားထိုးထားတာဖြစ်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါចောင်းသူလေးဟာစိတ်သက်သာရစွာနဲ့ပြုံးနိုင်သွားပါပြီ။စဖိုမှုရဲ့အမြင်မှာတော့အဲ့ဒီမိန်းကလေးဟာတခြားသူတွေနဲ့မခြားနာပါဘူး။ចောင်းသားတိုင်းပေါ်ထားရှိတဲ့စဖိုမှုရဲ့စေတနာနဲ့လေးစားမှုဟာလူတိုင်းရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။သူမရဲ့ကျေးဇူးတင်စကားကိုကြားရတဲ့အခါလူတိုင်းကနှွေးထွေးစွာပြုံးလိုက်ကြပြီးသူတို့ရဲ့ကြိုးစားအားထုတ်မှုတွေဟာတကယ်ကိုတန်ဖိုးရှိသွားခဲ့ပါတယ်။